Wikipedia နဲ့ပတ်သက်ပြီးတော့ Easter egg ပုံစံမျိုးလေးတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ article တစ်ခုလေးဝင်လိုက်မယ်ဆိုရင်ပထမဆုံးတွေ့ရတဲ့ဒီအပြရောင် link လေးပေါ့နော်အဲ့ဒီ link လေးကိုနှိပ်သွားပြီးတော့နောက်ထပ် article တစ်ခုကိုရောက်တယ်အဲ့ဒီ link ကနေတော့နောက်ထပ် article တစ်ခုဆက်ဆက်ပြီးတော့နှိပ်သွားမယ်ဆိုရင်နောက်ဆုံးကျတော့သူက philosophy ဆိုတဲ့ page ကိုပဲပြန်ရောက်သွားတယ်ပေါ့နော်ဥပမာဆိုကြပါစို့ထားပါတော့မှာ cat ပေါ့နော်ကြောင်ဆိုတဲ့ article ကိုနှိပ်လိုက်ပဲအဲ့ဒါဆိုတော့ဒီသူကဒီစလုံးအဆောင်နဲ့ရေးထားတဲ့ဒီ link တွေကိုနှိပ်ရမှာတော့မဟုတ်ဘူးပေါ့နော်ဒီပထမဆုံးဒီ article ထဲမှာပါတဲ့ link ပေါ့ဒီမှာဆိုရင် cat မှာဆိုပထမဆုံးတွေ့ရဆိုရင်carnivorous ကိုနှိပ်လိုက်တယ်ပြီးတဲ့အခါကျတော့ carnivorous ထဲမှာပထမဆုံးတွေ့ရဆိုရင်Latin ပေါ့ Latin ကိုနှိပ်လိုက်တယ် Latin ဆိုရင်classic language ပေါ့classic language ဆိုရင်language ကိုနှိပ်သွားရဲဆိုရင် communication ဆိုရင်information ဆိုရင်ဒီမှာ abstract concept ပြီးရင်rules ပေါ့ပြီးတော့ rules ဆိုရင်ပထမဆုံးဆိုရင် premises ပြီးတော့ proposition ကနေ meaning ရတော့ဆို philosophy of language အဲ့ကနေ philosophical study နောက်ဆုံး philosophy ဆိုတဲ့ page ကိုပြန်ရောက်သွားပါတော့အဲ့လိုမျိုးပေါ့နောက်တစ်ခုဆိုရင်တော့ထားပါတော့ K-pop ပေါ့ကျွန်တော် K-pop နေမယ်ဆိုရင် K-pop ဆိုရင်ပထမဆုံးတွေ့ရဆိုရင်Korean ကိုနှိပ်လိုက်တယ် Korean ကနေပြီးတော့native language ကနေပြီးတော့ဆိုရင်ပထမဆုံးဒီအပေါ်ဟာတွေမပါဘူးပေါ့နော်ပထမဆုံးတွေ့တဲ့ဥစ္စာက language ပြီးတော့communication ပြီးရင်ဆိုရင်ပထမဆုံးတွေ့ရဆိုရင် information ပြီးတော့ abstract concept ပြီးတော့ဒီမှာဆိုရင် rules premises proposition meanings နောက်ဆုံးဒီ philosophy ဆိုတဲ့ page ကိုပဲပြန်ရောက်သွားတယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒါကို getting to philosophy လို့လည်းအဲ့လိုမျိုး internet game သဘောမျိုးပေါ့နော်ခေါ်ကြတယ်အဲ့တော့ဒါပေမဲ့အဲ့ဒါ Wikipedia ထွေထားတာတော့မဟုတ်ဘူး article တွေတော်များတော့ပထမဆုံးဒီ specific term တစ်ခုနဲ့စပြီးတော့တဖြည်းဖြည်းနဲ့ကျယ်ပြန့်သွားတဲ့အခါမှာနောက်ဆုံးဒီ philosophy မှာပဲပြန်ပြီးတော့ရောက်သွားတဲ့သဘောပေါ့ဒါပေမဲ့အဲ့ဒါအများနဲ့မှန်လားဆိုတော့တချို့ article တွေပေါ့အထူးသဖြင့်သင်္ချာနဲ့ပတ်သက်တဲ့ဟာမျိုးတွေမှာတော့သူ့ loop ထဲမှာပဲသူပြန်ပတ်နေပြီးတော့ဒီ philosophy ကိုမရောက်တာမျိုးလည်းရှိတယ်ပေါ့နော်ဒါပေမဲ့တော်တော်များ article တွေပေါ့နော်90%ကျော်တော့အဲ့လိုမျိုးပဲပြန်ရောက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်လည်းကိုယ်တိုင်စမ်းကြည့်တော့ပြန်ရောက်တာတွေ့ရတယ်ပေါ့နော်မိတ်ဆွေတို့လည်းစိတ်ဝင်စားရဆိုရင်ကိုယ်တိုင်စမ်းကြည့်ကြပါဦး